မန်လေးမြို့မှာလက်ဖက်ချစ်သူတွေအတွက်ရွှေမန်းမြေမှာစိန်ပလောင်ရဲ့တော်ဝင်လက်ဖက်အုပ်ကလေးလာပါပြီရှင်တော်ဝင်လက်ဖက်အုပ်ကလေးထဲမှာကစိန်ပလောင်ရဲ့ရောင်းအကောင်းဆုံးဖြစ်တဲ့တန်ရှင်းလက်ဆက်လာတဲ့လက်ဖက်နှက်လေးတွေဂျင်းနှက်လေးတွေကျွရွမွတ်ထနေတဲ့ပဲနဲ့ပြန်ကျော်လေးတွေစိန်ပလောင်လို့ပြောလိုက်လို့ရှိရင်မပေါင်ဖြစ်တစ်ခုဖြစ်တဲ့တဝူးကျော်လေးတွေလက်ဖက်စားတဲ့အခါမှာပဇွန်ကြောက်ကလေးတွေပါမှအဲ့ဒီပဇွန်ကြောက်ကိုတောင်းမှလေရွှေပဇွန်ကြောက်ကိုပဲသုံးထားတာပဲစီနံကလေးတွေမှုန်းနေအောင်လို့ပဲစီလေးကလည်းစမ်းပေးရသေးတယ်အခုလိုတော်ဝင်လက်ဖက်အုပ်ကလေးတွေကိုမိမိတို့ရဲ့အလူပွဲမင်္ဂလာပွဲတွေမှာတိတ်ခင်းအိတ်ခံဖို့အတွက်နိုင်ငံကျော်စိန်ပလောင်လက်ဖက်မှာလာရောက်မှာယူလို့ရပါပြီရှင်